Hello, JD နေ့တော့ Hotpot Buffet ကိုမှာ2000ခွဲတဲ့နဲ့မျိုးစားစုံစုံလင်လင်စားလို့ရမယ်။အောက်ကျစ်မြနိုင်လမ်းမပေါ်က Mindy Stay Hotpot Buffet ဆိုင်လေးကိုရောက်ခဲ့ပါတယ်။ Juice 4မျိုးထားပေးထားတယ်။ Side dish 6မျိုးရှိတယ်။အချင်ရည်လည်းစိတ်ကြိုက်ဆက်စားလို့ရတယ်။ဟင်းရည်ကအချို့အဆက်တုံရမ်းမာလာ4မျိုးရွေးလို့ရတယ်။အသားအစစ်အသားလွှာလေးတွေကြက်ဝက်အမဲသားလွှာအစုံအလင်နဲ့ကြက်ချရောက်အယိုးလိုကြက်တိုးစစ်ကစပြီးတော့ကြက်မဲကြက်စင်ယုံသားစုံလင်နေအောင်ရှိပါတယ်အကင်လုံးလို့ခေါ်တဲ့ဒါမျိုးအသားလုံးလေးတွေလည်းအမျိုး20ကျော်လောက်ကိုရွေးချယ်စရာအများကြီးရှိပါတယ်ငွေနှင်းမို့ကအစားထားပေးထားပြီးတော့ကြွက်နှစ်ရွက်ဝဥခောက်ဆွဲနဲ့ရေစိမ်ခောက်ဆွဲတွေလည်းစုံစုံလင်လင်ရှိပါတယ်ရေမူဆယ်ဘက်မှာတော့စားဘူးခဲ့တဲ့ဒါမျိုးဝဥအတုံးလေးတွေတောင်ရှိပါသေးတယ်ကြာဆွဲပန်းစိမ့်နဲ့ပိန်းဥကအစားထားပေးထားလို့တော်တော်လေးသဘောကျပါတယ်။ရွက်စိမ့်နေဆိုလဲထားပေးထားတာတော်တော်လေးစုံတယ်။အချိုပွဲအနေနဲ့အသီးနှံနဲ့ဂျယ်လီလေးတွေလည်းရှိပါတယ်။ဒီလောက်ရွေးချယ်စရာအများကြီးကိုအဝစား2000ခွဲနဲ့ရတော့တော်တော်ကြီးကိုတန်ပါတယ်။ Side dish တွေဆိုလဲ6မျိုးလောက်ရှိတယ်ပေါ့နော်။ Side dish လေးတွေကတော့အပြောင်းလဲရှိနိုင်ပါတယ်။ရနိုင်တဲ့ buffet item လေးတွေကိုလည်း page မှာအမြဲတမ်း update လုပ်ပေးပါတယ်။အချင်းရီကိုယ်တိုင်ဆက်စားဖို့လည်းတေချာလေးလုပ်ပေးထားတယ်။ဆက်ပြီးသားအချင်းရီလည်း3မျိုးလောက်ရှိတယ်ပေါ့နော်။မြေပဲ sauce ရဲ့မကြီး sauce ရဲ့မြေပဲနဲ့မကြီး sauce ကိုရောထားတာလေးရဲ့ပါ။ဒီ hotpot စားပြရင်အမြဲတမ်းမာလာရတာကြီးပဲရွေးဖြစ်နေရောပေါ့နော်။ဒီတစ်ခေါက်တော့တုံမြန်းလေးရွေးထားပါတယ်။အသားအစစ်အလွှာလေးတွေပိုကြိုက်တဲ့သူမို့လို့အသားစစ်ပဲများများယူထားတယ်ပေါ့နော်။ hotpot item တွေကအမျိုးအစား90ဝန်းကျင်လောက်ရှိတယ်ပေါ့နော်။ဟိုအသားလုံးလေးတွေဆိုလို့ရှိရင်ရွေးစရာမျိုးစား20ကျော်လောက်တောင်ရှိပါတယ်ခင်းကျင်းထားတဲ့ item တော်တော်များပြီးတော့စားရတာလည်းအရသာရှိတာမို့လို့ကြည်တော့တော်တော်လေးကိုသဘောကျပါတယ်တုံမြန်းလေးကအရသာတော်တော်ရှိတယ်အနံ့လေးလည်းမှုရတယ်ပေါ့နော်အချင်လေးနည်းနည်းလေးစူးတာလွဲလို့အရသာတော်တော်လေးတောက်လို့ကောင်းပါတယ် juice ကလည်းရွေးတောက်စရာအရသာ4မျိုးတောင်ရှိတာမို့လို့သဘောကျပါတယ်စားသုံးချိန်ကတော့အချိန်က2နာရီပါ hotpot ပဲဆိုတော့စောင့်စရာလည်းမလိုတော့ကြီးအတွက်တော့အချိန်ကလောက်ပါတယ်2000ခွဲတဲ့နေ့ကတော့ဘလို့ဖြစ်ဖြစ်တော်တော်လေးတန်ပါတယ်ကလေးလေးတွေဆိုရင်အရက်3ပေအောက်ဆိုရင် free ပါ3ပေနဲ့4ပေကြားကတော့1000ခွဲပေးရပါတယ်ခြေတငယ်ချင်းကတော့မာလာရတာဟင်းရည်လေးနဲ့စားတာမို့လို့မာလာရတာဟောကောင်းလားဆိုပြီးတော့မိတော့သူကကောင်းတယ်ပြောရကြီးလဲမြည်ကြည့်ရပေါ့နော်မာလာရတာလည်းတော်တော်လေးရတာရှိပြီးတော့တော်တော်လေးတောက်လို့ကောင်းပါတယ်ကြည်ကတော့ငကိုတွေကမာလာရတာပိုကြိုက်တာမို့လို့သူ့ဟင်းရည်မာလာရတာကလည်းတော်တော်လေးကောင်းတော့မာလာရတာလေးကိုတော့ပို့ပြီးတော့ကြိုက်ပါတယ်ပိန်းဥလေးကိုဟင်းရည်နဲ့ထည့်ပြုတ်ထားတာချိုပြီးတော့တော်တော်စားလို့ကောင်းတယ်ကြာဆွဲလေးရောပဲပေါ့နော်ချိုးနေရပဲတော်တော်ကြိုက်ပါတယ် side dish လေးတွေကကြာစံကြောထမင်းကြောနဲ့အမဲစင်ကောလေးကတော့အရသာပုံမှန်ပါပဲမာလာရှန်ကောလေးကတော့အရသာတော်တော်ရှိပါတယ်စားလို့ကောင်းပါတယ်ချိုပွဲသီးနှံလေးတွေတောင်စားဖို့မေ့နေလို့နောက်မှထယူစားရတယ်ပေါ့နော်စားရတာတွေများပြီးတော့ဘိုက်ကတင်းနေပြီဆိုတော့ဖရဲသီးရဲ့တခွားမွေးရဲ့နဲ့ဂျယ်လီကြောက်ကြောလေးပါဂျယ်လီကြောက်ကြောလေးကချွတ်ချိုလေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ် item စုံစုံလင်းလင်းဇီးတန်တန်လေးနဲ့ဂျီလဲစားရတာစိတ်ကြည်နက်ခဲ့တာမို့လို့ highly recommend လုပ်ပါတယ်နော်တတာ